အားလုံးပဲမင်္ဂလာပါယခုတစ်ပတ်တနင်္ဂနွေနေ့ဟာဝုပြုကိုးကွယ်ခြင်းနှစ်ရဲ့28ကြိမ်မြောက်တာမန်တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာပထမကျမ်းစာကိုဓမ္မရာဆိုရင်ဒုတိယစာဆောင်ကနေယူထားပါတယ်ကျမ်းစာထဲမှာစစ်သူကြီးနာမန်ဟာနူနာယောဂဆွဲကပ်ပြီးတော့မှဝေဒနာခံစားနေရတဲ့အကြောင်းကိုကြားရတယ်ပရောဖက်အေလိရှဲရဲ့စကားကိုနားထောင်ပြီးဂျော်ဒန်မြစ်ထဲမှာ9ကြိမ်တိုင်မြစ်ရေကိုချိုးလိုက်တဲ့အခါမှာသူဟာဆွဲကက်နေတဲ့နူနာယောဂါကနေပြန်လည်တန့်စင်ခြင်းကိုခံရပါတယ်ဒီခါမှာဖျားသခင်ကိုသူကအတိမတ်ပြုဝန်ခံပြီးတော့ဂျေဇုတင်ချီးမွမ်းတဲ့အကြောင်းကိုဖာသာတို့ပထမကျမ်းစာမှာကြားနာရပါတယ်ဧဝံဂေလိကျမ်းစာမှာလည်းပဲသခင်ယေရှုကနူနာ10ယောက်ကိုယောဂဝေဒနာပျောက်ကင်းချမ်းသာစေခဲ့ပါတယ်သခင်ယေရှုကဂျေရုဆလင်မြို့ကိုဦးတည်ပြီးသွားနေတဲ့ခရီးတစ်လျှောက်မှာစမာရိယရွာတွေဂါလိလီယာနယ်ကရွာတွေကိုဖြတ်သန်းပြီးသွားရတယ်ဒီခါမှာနူနာ10ယောက်ကအဝေးကနေလှမ်းပြီးတော့သခင်ဖျားကိုခေါ်တတယ်။အိုယေရှုဖျားကျွန်တော်တို့ကိုတနာတော်မူပါဆိုပြီးတော့မှအော်တဲ့အခါမှာသူတို့ကသခင်ယေရှုရဲ့ကုသခြင်းကိုရသွားတယ်။သခင်ယေရှုကမင်းတို့တွေယဟန်ကြီးကဲတွေစီကိုသွားကြကိုပြန်သွားပြဆိုပြီးတော့မှစေလွတ်လိုက်ပြီးတော့မှယောဂါကိုကုသပေးလိုက်တယ်။အဲ့ထက်မှာတယောက်ပဲပြန်လာတယ်တဲ့တယောက်ကဘုရားသခင်ကိုကျေးဇူးတင်တယ်သူပျောက်ကင်းတဲ့အတွက်သူ့ကိုကုသပေးလိုက်တဲ့အတွက်ဘုရားသခင်စီကိုပြန်လာပြီးကျေးဇူးတင်တယ်ဒီလာပြီးတော့မှကျေးဇူးတင်တဲ့သူကလည်းဘယ်သူလဲဆိုရင်ဆမာရီတန်ဖြစ်နေတယ်အဲ့တော့ဆမာရီတန်နဲ့ဂျူးတွေဟာဟိုးအရင်ကတည်းကကပ္ပရံဘတ်တွေလိုမျိုးတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့မခုံမပြောနိုင်တဲ့အကန့်အသတ်တွေရှိကြတယ်ပြောမယ်ဆိုရင်ဆမာရီယာလူမျိုးတွေဟာသူတို့တွေကဧည့်သည်တွေနဲ့တူတယ်ဂျူးတွေကအိမ်ရှင်တွေနဲ့တူတယ်ဂျူးတွေကကိုအိမ်ရှင်သဘောမျိုးနဲ့ဆာမာရီတန်လူမျိုးတွေဟာသွေးနှောသွားတဲ့သူတွေမျိုးမစစ်တော့တဲ့သူတွေဖြစ်နေပယ်ထားကြတယ်မခေါ်မပြောနိုင်တဲ့စကားတွေမပြောကြတဲ့သဘောတရားတွေအဲ့ဒီထဲမှာရှိပါတယ်ဒါပေမဲ့လို့အိမ်ရှင်တွေဖြစ်တဲ့ဂျူးတွေကသခင်ခရစ်တော်ကိုယောဂပျောက်ကင်းမှုချမ်းသာရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုလာမပြောဘဲနဲ့ဧည့်သည်လို့သတ်မှတ်ခံရတဲ့သူကဆမာရီတန်လူမျိုးတယောက်ကသခင်ဖျားစီမှာပြန်လှည့်လာပြီးဂျေဇုတင်ကြောင်းပြောပါတယ်ဖျားသခင်ကိုဖာသာတို့ကဂျေဇုတင်ပါတယ်လို့ပြောဖို့ရန်အတွက်ဖျားသခင်ဘက်ကနေမလိုအပ်ပေမဲ့လို့ဖာသာတို့ကဂျေဇုတရားသိတတ်တဲ့သူအနေနဲ့ဖျားသခင်ထံမှာပြန်ချင့်ကပ်ပြီးခံစားရတဲ့ဂျေဇုတွေကိုပြန်လဲဂျေဇုတင်တတ်ဖို့ရန်အတွက်အင်မတန်အရေးကြီးပါတယ်အဲ့တော့မိဘတွေမှာလည်းပဲမိသားစုတွေမှာလည်းပဲထိုနည်း၎င်းပဲတွေ့ရပါတယ်တချို့သားသမီးတွေကသားသမီးတွေဖြစ်နေပေမဲ့လို့မိဘရဲ့ကျေးဇူးတရားကိုမသိတတ်ကြဘူးမိဘတွေလှုပ်ပေးစရာရှိတာတွေကိုသူတို့ရဲ့ရပိုင်ခွင့်လိုမျိုးထင်တတ်ကြတယ်မိဘတွေပဲမွေးထားတာပဲကိုမွေးထားတဲ့သားသမီးတွေကျွေးမွေးရမှာသူတို့တာဝန်ပဲလေလို့စောရကတက်ချင်တဲ့သားသမီးတွေရှိကြပါတယ်မှန်ပါတယ်မိဘကကိုမွေးထားတဲ့သားသမီးကိုကျွေးမွေးတယ်စောင့်ရှောက်တယ်ဒါပေမဲ့လို့သူတို့ရဲ့ကျွေးမွေးစောင့်ရှောက်ခြင်းတွေထဲမှာဝတ္တရားအရာဆိုတာထက်အများကြီးပါတယ်အများကြီးပိုတယ်သူတို့ရဲ့စောင့်ရှောက်ခြင်းတွေမှာကျွေးမွေးပြုစုခြင်းတွေထဲမှာမေတ္တာတွေပါတယ်အနစ်နာခံတာတွေပါတယ်စေတနာတန်တန်လေးတွေပါတယ်ဒါပေမဲ့သားသမီးတွေကဒါတွေကိုတိတက်နားမလဲပဲနဲ့မိဘတွေကသူတို့လုပ်ရမယ့်အရာသူတို့ဝတ္တရားရှိတဲ့အတွက်လုပ်တယ်ငါတို့ကလည်းသားသမီးဝတ္တရားရှိတဲ့အတွက်ရတဲ့ရထိုက်တာကိုငါတို့ရတယ်လို့ထင်တဲ့သားသမီးတချို့လည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေဟာမိဘတွေကိုဂျေဇုတင်ကြောင်းပြောဖို့ရန်အတွက်တခါတလေမှာသားသမီးတွေကမေ့လျော့တတ်ကြတယ်သူတို့နှစ်ပေါင်းများစွာသားသမီးတွေအတွက်လှုပ်ကြွေးပြုစုခဲ့တယ်ချက်ပြုတ်ပေးတယ်ကြောင်းထားပေးတယ်အနစ်နာခံပေးတယ်ချစ်ချင်းမြတ်တာတွေပေးခဲ့ကြတယ် thank you ပါလို့အဖေကိုအမေကိုဂျေဇုတင်တတ်ဖို့ရန်အတွက်ခါလီမှာကျွန်တော်တို့တွေကမေ့လျော့တတ်ကြပါတယ်အဲ့တချို့လူတွေကြတော့လည်းပဲကိုယ့်ဘက်ကဘာမှအားစိုက်မထုတ်ရပေမဲ့တစ်ဖက်လူကကြတော့ကိုကိုလုံးဝအနစ်နာခံပြီးကူညီလိုက်ရတဲ့အခြေအနေမျိုးတွေလည်းရှိနိုင်တယ်။ Father Facebook မှာဓာတ်ပုံလေးတစ်ပုံတွေ့ပူပါတယ်။ကလေးလေး2ယောက်ကောင်လေး2ယောက်တယောက်ကစပိန်လေးစီးပြီးတော့မှစပိန်စီးတင်နေတဲ့ပုံစံလေးရှိတယ်။နောက်တစ်ယောက်ကအဲ့ဒီသူ့တငယ်ချင်းလေးကိုစပိန်ကိုထိမ့်ပေးရင်းနဲ့နောက်ကနေတွန်းပို့ပြီးတော့မှကူညီပေးနေတယ်။ကူညီပေးနေတဲ့ကောင်လေးကဘာဖြစ်နေလဲဆိုရင်သူ့ရဲ့ဘောင်းဘီယာရှော့ကျနေ။ဘောင်းဘီယာရှော့ကျနေ။
တစ်ဖက်လူကဘောင်းပြီးရှော့ချနေတာတော့မှပြန်ပြီးမတင်အားဘူးသူ့တငယ်ချင်းလေးစပိန်စီတက်ဖို့ရန်အတွက်ကိုအနစ်နာခံပြီးတွန်းပို့ပေးနေတဲ့ပုံလေးကိုတွေ့ရပါတယ်ဒီပုံလေးကိုကြည့်ပြီးတော့မှစဉ်းစားမိတာကနော်တစ်ဖက်လူကကူညီပေးလိုက်ရတာသူ့ဘက်ကအများကြီးနစ်နာခံလိုက်ရတဲ့အရာတွေရှိတယ်ဒါကိုတစ်ဖက်လူကသိချင်မှလည်းသိမှာပါဒါကြောင့်မလို့တချို့အရာတွေကကိုယ့်ကိုကူညီပေးလိုက်တဲ့အရာတွေကသူ့အတွက်အများကြီးဖြစ်နေပြီကိုရလိုက်တာတော့နဲရင်နဲလိမ့်မယ်ပမာဏသိရင်သိလိမ့်မယ်ဒါပေမဲ့တစ်ဖက်လူတွေကအများဆုံးအကောင်းဆုံးအနစ်နာခံမှုတွေနဲ့ပေးလိုက်တဲ့အရာဖြစ်တဲ့အတွက်နည်းနည်းများများတန်ဖိုးထားတတ်ဖို့ရန်အတွက်ကအရန်အရေးကြီးပါတယ်ဟောနေ့စဉ်ဘဝမှာဘုရားသခင်ရဲ့ကျေးဇူးတော်တွေအများကြီးခံစားနေရပါတယ်ညင်တတ်တယ်ဆိုရင်အရာရာတိုင်းကကျေးဇူးတရားတွေပါပဲအသက်ရှူနေတဲ့လေစားသုံးနေရတဲ့ထမင်းအစားအစာတောက်သုံးနေရတဲ့ရေပုံမှန်လေးနေထိုင်အသက်ရှင်ခွင့်တွေရနေတာအရာရာတိုင်းကဘုရားရဲ့ကျေးဇူးတော်ဖြစ်ပါတယ်ဒါပေမဲ့ကိုယ်မှာရှိတဲ့အရာကိုမမြင်တတ်ဖက်နဲ့တပားသူမှာရှိတဲ့အရာကိုမနာလိုတယ်တပားသူမှာရှိတဲ့ဘဝကိုပိုင်ဆိုင်ခြင်းကြတယ်တကယ်တမ်းတော့မဟုတ်ပါဘူးเนาะအဲ့လိုဖြစ်လို့မရပါဘူးဘုရားသခင်ကလူတိုင်းကိုမတူညီတဲ့ကျေးဇူးတော်တွေပေးထားပါတယ်တချို့လူတွေကြတော့ကျမ်းမာခြင်းကျေးဇူးကိုပေးတယ်တချို့တွေကြတော့ချမ်းသာတဲ့ကျေးဇူးတော်ပေးတယ်အတူကြတော့ဒီကျမ်းမာခြင်းကျေးဇူးတော်ပေးရင်ငါကြတော့ကျမ်းမာခြင်းမပေးဘူးလို့ပြောလို့မရဘူးကိုငါကြတော့မကျမ်းမာတဲ့ဝေဒနာတွေခံစားတဲ့အရာပေးတယ်ဆိုပြီးတော့မှညှဉ်းညူနေမဲ့စာဘုရားသခင်ကအဲ့ဒီမကျမ်းမာခြင်းထဲမှာခန္ဓာရည်စွမ်းအားခွန်အားကိုပါပေးထားပြီးသားရှိပါတယ်အခုကိုဘုရားသခင်ကပေးထားတဲ့အရာတွေကိုပြန်လဲရေတွက်မြင်အောင်ပြီးတော့မှကျေးဇူးတရားကိုတည်တတ်ဖို့ရန်အတွက်အရန်ရေးကြည့်ပါတယ်ခါဒီမှာကျွန်တော်တို့တွေကနေ့စဉ်ရရှိနေတဲ့အရာလေးတွေကိုတမန်ကန်ဆန်ကပဲသဘောထားပြီးတော့ကျေးဇူးတည်တတ်ဖို့ရန်အတွက်မေ့လျော့သွားတတ်ပါတယ်အချို့ကျောင်းတွေမှာဆိုရင်ဘော်ဒါကျောင်းတွေမှာ sister တို့ father တို့ရဲ့ကျောင်းတွေမှာဆိုရင်နေ့စဉ်ပုံမှန်ထမင်းစားနေရတယ်ဟင်းတော့ဝတ်သားစီပြန်လိုမျိုးတွေအမဲသားနှက်တွေလိုမျိုးကောင်းကောင်းမွန်မွန်နေတိုင်းစားကြမှာစားရပါလိမ့်မယ်ဒါပေမဲ့ထမင်းမငဲ့ရဘူးပုံမှန်ဟင်းနဲ့စားနိုင်တယ်ပုံမှန်ပဲပြုံးနဲ့ထမင်းစားရမယ်ငရုတ်သီးထောင်းလေးနဲ့စားရမယ်ဟင်းကောင်းကောင်းလေးနဲ့စားရတဲ့ဟာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကအဲ့ပုံမှန်စားနေရတဲ့အရာလေးတွေကိုတစ်ခါလေးမှာကျေးဇူးတရားမသိတတ်ဘဲနဲ့ထိုင်ပြီးတော့ညီးကြတယ်ဟင်းမကောင်းဘူးလို့ပြောနေကြတယ်ဒါပေမဲ့တစ်ဖက်မှာစားစရာမရှိလို့ one bite မှောက်ပြီးတော့မှရေတောက်နေရတဲ့သူကထိုင်းကြည့်နေပါလိမ့်မယ်ငါမှစီးစရာဖက်နဲ့မရှိလို့ဆိုပြီးထိုင်ကြီးနေမယ်ဆိုရင်ခြေထောက်ပြက်နေတဲ့သူကကျွန်တော်တို့ကိုထိုင်ပြီးဟားတိုက်နေပါလိမ့်မယ်ကိုယ့်ထက်ဆိုးတဲ့အခြေအနေတွေကိုယ့်ထက်ဘဝပေးကံကြမ္မာမကောင်းတဲ့သူတွေလောကကြီးမှာအများကြီးရှိပါတယ်ဒါကြောင့်မို့ကိုယ်မှာရှိနေတဲ့အရာလေးတွေအတွက်မြင်အောင်ပြီးတော့မှရှာဖွေတတ်ပြီးတော့မှကျေးဇူးတရားကိုသိအောင်ဘုရားသခင်ကိုကျေးဇူးတင်ရအောင်မိဘတွေဆရာသမားတွေကိုယ့်ပေါ်မှာကျေးဇူးပြုတတ်မှုတဲ့သူတွေအားလုံးကိုပြန်လဲကျေးဇူးတင်ပြီးတော့မှရှိတဲ့အရာနဲ့မိမိဘဝကိုရောင်ရဲတင်းတိမ်ပြီးအကောင်းဆုံးစူးစမ်းပြီးတော့မှအသက်ရှင်ကြရအောင်ကျေးဇူးတရားနဲ့တည်တတ်တဲ့သူဘုရားသခင်ကိုကျေးဇူးတင်တတ်တဲ့သူကိုဘုရားသခင်ကနှစ်သက်ပြီးတော့မှကောင်းခြင်းမင်္ဂလာပြန်ပြီးတော့သွန်လောင်းချပေးပါတယ်ဒါကြောင့်မို့ဒီတစ်ပတ်ကျမ်းစာတော်မြတ်ကနေ Father တို့ဖိတ်ခေါ်နေပါတယ်ကျေးဇူးတည်တတ်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ကြရအောင်ပါနာဆင်သူဓမ္မမိတ်ဆွေများအားလုံးကိုဘုရားရှင်ကောင်းခြင်းမင်္ဂလာပေးပါစေ